အားလုံးပဲမင်္ဂလာပါဒီနေ့ချဲပေါက်လို့เนาะပန်းသေးလေးလှုပ်စားတာဖြစ်ပါတယ်မှာမိသားစုတွေနဲ့เนาะရွှေကျက်ပန်းသေးခောက်ဆွဲပန်းသေးခောက်ဆွဲတော့ကိုအရင်ဆုံးကျက်သားတွေကိုနှုတ်ဆင်းပေးရပါမယ်เนาะအခုလိုပြီးရင်ပဲကိုပြုတ်ထားမယ်เนาะပဲကိုဒီလောက်အနေတော်လေးเนาะမပေးဘူးပါဘူးเนาะပြီးရင်ကျက်တုံးကိုလေးစိတ်စိတ်ထားမယ်ဒါကပပလေးကြီးကเนาะစားဖို့တော့ဒီလေးစိတ်ကတော့ချက်ဖို့တော့เนาะကျက်သားကိုအရင်ဆုံးကြော်မယ်เนาะကျက်သားကိုနည်းနည်းကြောက်ကြော်လိုက်เนาะဒါကစားထည့်တာเนาะဒါအရာလေးပြီးတော့စားချမောနည်းနည်းထည့်တာပြီးရင်ကြော်လာမယ်เนาะကြောက်ကြော်လိုက်မယ်တဲ့လူနေသားလေးပေါ့နော်ဒါကကျက်တော့ပြီပြီးရင်ဘဲကိုညက်အောင်ထောင်းလိုက်မယ်နော်ဒီလိုနေသားလေးပေါ့နော်ပြီးရင်ခောက်ဆွဲကိုပြုတ်လို့နော်ရေလေးကြောက်ပြီးတော့ထောက်ဆွဲလေးကိုထည့်ပြီးကြောက်တယ်နော်ပြီးရင်ရေထဲမှာဆယ်ထည့်တာမယ်နော်ပြီးရင်ကျွန်တော်တို့ဒီလိုပန်းလေးကိုထည့်တာမယ်နော်ဆယ်ပြီးတော့ဒီလိုလေးထားတာမယ်နော်ဒီမှာကဲအားလုံးပြင်ဆင်လာပြီးတော့ပင်ကားစချက်မယ်နော်စီထဲမယ်နော်စီထဲမှာစနွေးလေးနည်းနည်းထည့်မယ်ပြီးရင်ငရုတ်ဒီဟောအရမ်းမွေး